ကျောင်းတရားကိုပထမဦးဆုံးအကြိမ်စတွေ့တဲ့နေရာမှာ Hello I am ရဲ့နောက်ကနေကိုယ့်နာမည်လေးထည့်ရမယ်ပေါ့နော် Hello I am ရှင်းနာမည်က L2EF3 ဆိုတော့နောက်ကနေ L2EF3 လို့ပဲရေးထားလိုက်မယ်နော် Hello I'm L2EF3 အဲ့တော့တောင်းသားတို့ကလည်းကိုယ့်ရဲ့နာမည်ကိုနောက်ကနေပြီးတော့မှလိုက်ပြီးတော့ထည့်ပြီးတော့ပြောပြပါနော်okay အဲ့လိုမျိုးမဟုတ်ဘဲနဲ့မှနောက်တစ်မျိုးထပ်ပြီးမိတ်ဆက်လို့ရတဲ့ပုံစံကတော့ Hi I am ဆိုတဲ့ပုံစံပါသူ့ရဲ့နောက်ကနေလည်းကိုယ့်ရဲ့နာမည်လေးကိုထည့်ပြီးတော့ပြောပါမယ်နောက်တစ်ခါကျတော့ nice to meet you ဆိုတဲ့အဓိပ္ပာယ်ကတော့သူကတွေ့ရတာဝမ်းသာပါတယ်လို့ပြောတာပါနော်Nice to meet you တွေ့ရတာဝမ်းသာပါတယ်အဲ့တော့တခါတလေမှာအင်္ဂလိပ်လူမျိုးတွေက nice to meet you အစားကို nice to see you လို့လည်းသုံးတတ်ပါတယ်meet ရဲ့အဓိပ္ပာယ်ကတွေ့ဆုံသူလို့အဓိပ္ပာယ်ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့မှာပေါ့နော် SEC ဆိုတာကလည်းသူကတော့တွေ့တာပါပဲပေါ့နော်တွေ့ကြည့်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါကြတော့မင်းကိုတွေ့ရတာဝမ်းသာပါတယ်ပေါ့နော်အဲ့လိုမျိုးပြောဖို့အတွက်သုံးတာပါအဲ့ဒီမှာဆိုလို့ရှိရင်ခြေတို့စကားလုံးအသင်နှစ်ခုရသွားမယ်လို့ထင်ပါတယ် Nice to meet you သူရဲ့အဓိပ္ပာယ်ကတွေ့ရတာဝမ်းသာပါတယ် meet သူကတော့တွေ့ဆုံသူလို့အဓိပ္ပာယ်ရပါတယ်အဲ့နောက်ဆုံးတစ်ခုအနေနဲ့ဘာတွေကြံအောင်မလဲဆိုတော့ and you ဆိုတာကတော့မင်းရောပေါ့နော်မင်းရောအဆင်ပြေလားမင်းရောဘယ်လိုလဲဆိုပြီးတော့မှမေးချင်တဲ့အခါမျိုးမှာဘယ်ညမှာပဲဖြစ်သုံးလို့ရပါတယ်နော်ဒီပထမဆုံးnavigate စာအုပ်ရဲ့ပထမဆုံးစာမျက်နှာကတော့ပြီးဆုံးသွားပါပြီအဲ့တော့နောက်ထပ်စာမျက်နှာလေးကိုဆက်ပြီးတော့သွားပြပါမယ်နော်